ဇွန်ဘီတွေပြည့်နှက်နေတဲ့ကဘာပြက်ကက်ကြီးတွေကိုပြန်လည်ဝင်စားလာတဲ့အချိန်မှာကျွန်တော်ကဘေးကင်းရကိုထွက်ပြေးဖို့မရွေးချယ်ခဲ့ပါဘူး။အဲ့ဒီအစားပျက်စီးနေတဲ့မြို့ပြက်ကြီးထဲမှာကဘာပြက်ကက်စတိုးဆိုင်လေးတစ်ခုကိုတိတ်တဆိတ်ဖွင့်လှစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကရွှေရောင်းဝယ်စနစ် gold trading system တစ်ခုနဲ့ချိတ်ဆက်မိသွားလို့ပါပဲ။ရွှေသာရှိရင်ကျွန်တော်ကအရာရာကိုစွမ်းဆောင်နိုင်တဲ့တရှိမှုတစ်ခုဖြစ်လာမှာပါ။ဒီအချိန်မှာတော့ဇွန်ဘီအုပ်ကြီးကကျွန်တော်ဆိုင်တကားရှိမှဝိုင်းအောင်နေကြတယ်။မနေ့ကမှမှန်တုတ်ထားတာကိုမင်းတို့ကောင်တွေကအများပြည်သူဆိုင်ရာတန်ရှင်းရေးအသိစိတ်ဆိုတာနည်းနည်းလေးမှမရှိကြဘူးလား။အဲ့ဒီနောက်ကျွန်တော်ကဖျန်းဆေးဘူးတပူကိုထုတ်ယူလိုက်ပြီးမှန်တကားအပြင်ဘက်ကဇွန်ဘီအုပ်ကြီးစီကိုချိန်ကခလုတ်နှိပ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲယူသွနေတဲ့ဇွန်ဘီအုပ်ကြီးဟာဖာစ်ခလုတ်အနှိပ်ခံလိုက်ရတယ်လို့မျိုးရုတ်တရက်ရက်တန့်သွားကြတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေတောင့်တင်းသွားပြီးနောက်ဆုံးမှာတော့အလွန်ကြောက်စရာကောင်းတဲ့တဘာဝရန်သူကိုမြင်လိုက်ရတယ်လို့မျိုးအထိတ်တလန့်နဲ့အရက်လေးမျက်နှာကိုလူရက်ထွက်ပြေးကြပါတော့တယ်။ကြောက်လွန်းလို့အချင်းချင်းတက်နေမိတဲ့အထိပါပဲမျက်စိတမိတ်တွင်းပါတယ်။စတိုးဆိုင်80မီတာပတ်လည်မှာရှင်းလင်းသွားပါတယ်။စနစ်သတိပေးချက်ဇွန်ဘီနဲ့တန့်စင်စေးအသုံးပြုခြင်းအောင်မြင်ပါသည်လက်ကျန်တစ်ခုရောကျသွားပြီးစုစုပေါင်း69ခုကျန်ရှိပါသေးသည်ကျွန်တော်ကအပြင်ဘက်ကိုတစ်ချက်4000လက်မကြည့်ပဲစင်ဘော်က PK ဘူးတွေကိုဆက်ပြီးစီစဉ်နေလိုက်တဲ့ PK ဘူးတိုင်းရဲ့မျက်နှာစာကအရှိကိုတက်တက်မတ်မတ်မျက်နှာမူနေရမယ်ထောင်ချိုးနည်းနည်းလေးမှလွဲနေလို့မရဘူးလေသူသေးကဲပါဦးမျက်နှာတစ်ခုလုံးစက်ကူလိုဖြူရော်နေတဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားတွေကိုတုံးပြီးကောင်တာစီကိုတွားလာပါတယ်အဲ့ဒီလူကအကောင့်ဘက်ကတိကျန်နေသေးတဲ့သူ့ရဲ့ညာဘက်လက်ကိုဆန့်ထုတ်လိုက်တဲ့လက်သေးခွန်တွေထဲမှာလည်းရှုံမဲတွေအပြည့်နဲ့သူကကျွန်တော်ဘောင်းပီစာကိုလှမ်းဆွဲဖို့ကြိုးစားပေမဲ့ကျွန်တော်ကနောက်ကိုတလန်းဆုပ်လိုက်ပြီးအဲ့ဒီညစ်ပတ်နေတဲ့လက်ကိုတိတိကျကျရှောင်တိတ်လိုက်ပါတယ်ကျွန်တော်မျက်နှာမှာတနာညာတာမှုအရေးရောင်နည်းနည်းမှမရှိပါဘူးကျိုးဆိုပါတယ်ကျွန်တော်ကတကားဝမှာချိတ်ထားတဲ့ဆိုင်းဘုတ်တစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်ဒီဆိုင်မှာအကျွေးမရပါဘူးဒါအပြင်ကျန်းပြင်ကိုညစ်ပတ်အောင်လုပ်တဲ့အတွက်တန်ရှင်းရိတ်ကအပူပေးဆောင်ရပါမယ်အဲ့ဒီလူကြက်တေသွားတဲ့ကျွန်တော်မှပတ်စံရှိတယ်သူကတုံရင်နဲ့ရင်ဘက်ထဲကနေဆူရွှဲနေတဲ့ပတ်စံအိတ်တစ်ခုကိုထုတ်လိုက်ပြီးအထဲကနေအနီရောင်ငွေဆက်ကိုအထက်လိုက်ကြီးကိုဆွဲထုတ်ကကောင်းတာဘောကိုယူသွတ်စွာရိုက်ချလိုက်တဲ့1000အကုန်လုံးခမားကိုပေးမယ်ငွေဆက်ကူတွေကောင်းတာပေါ်မှာပြန့်ကျဲသွားတယ်ကျွန်တော်ကလက်ချောင်းလေးနဲ့ကျွန်တော်လက်ကတုံးမှာကတ်နေတဲ့ရာတန်ငွေဆက်ကူတရွက်ကိုခပ်ဖွားဖွားလေးခါချလိုက်တယ်စော်ကြီးပဲလူကြီးမင်းကျွန်တော်တို့ဆိုင်ကဆက်ကူစုပ်တွေလက်မခံပါဘူးအခုလက်ရှိငွေလဲနှုန်းကိုခမားသိတဲ့နယ်လေကျွန်တော်ကငွေရှင်းကောင်တာအထက်မှာရှိတဲ့ electronic မျက်နှာပြင်တစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီမှာကြော်ညာတွေပြတ်သားနေတာမဟုတ်ပဲတွေးလို့နေရဲနေတဲ့စာတန်းလေးတစ်ခုပြင်းနေပါတယ်ယနေ့ငွေလဲနှုန်းရွှေ1 gram 1 point ရေတက်900 ml 9.8 point အမဲသားခောက်ဆွဲဘူး10.8 point အခြေခံပရိစီဝါစေး1050.8 point အဲ့ဒီလူရဲ့မျက်လုံးတွေပြူးကျဲသွားတဲ့ရွှေကိုလိုချင်တာတဲ့လားကဘာပြက်ကစတင်ပြီး9ရက်မြောက်နေ့မှာလူအများစုကပေါင်မုံနဲ့ရေကိုလူရက်နေကြတော့မှရှိသေးတယ်ရွှေဆိုတာအမိုက်တစ်ခုလိုလမ်းဘေးမှာအပြစ်ခံထားရတာကြာပြီလေအဲ့ဒီလူကမျောလင်းချက်မဲ့စွာနဲ့တကူလုံးကိုစမ်းသက်ရှာဖွေလိုက်တယ်ရုတ်တရက်သူတစ်ခုခုကိုတတိယသွားတဲ့လူမျိုးလေပင်ကရွှေဆွဲကြိုးတကုံးကိုဆွဲဖြုတ်လိုက်တယ်အဲ့ဒါကသူ့ရဲ့မင်္ဂလာလက်ဖွဲ့အမတ်တရပစ္စည်းဖြစ်ပြီးတော်တော်လေးတုတ်ခိုင်တဲ့ရွှေကြိုးတကုံးပါအဲ့ဒီလူကအော်ဟေးရင်ရွှေဆွဲကြိုးကိုကောင်းတာပေါ်တင်လိုက်တယ်အဲ့ဒီခါကျမှကျွန်တော်မျက်လုံးထဲကအေးဆက်မှုတွေနည်းနည်းလေးအရေးပြောသွားခဲ့တယ်ကျွန်တော်ကအဲ့ဒီရွှေကြိုးကိုကောက်ကင်လိုက်ပြီးငွေရှင်းကောင်တာဘေးကတိကျတဲ့ electronic ချိန်ခွင်ပေါ်ကိုကျွမ်းကျင်စွာတင်လိုက်တယ်ချိန်ခွင်ကအနီရောင်မီးလင်းသွားပြီး24 K ရွှေစင်အလေးချိန်52 gram ဝင်ဆောင်က10ရာခိုင်နှုန်းနှုတ်ပြီးနောက်46.8 point နဲ့ညီမျှသည်ကျွန်တော်လက်ချောင်းတွေကငွေရှင်းဆက်ပေါ်မှာလင်းမြန်စွာရိုက်နှိပ်လိုက်တော့တာယာတဲ့စကလုတ်တန်တွေထွက်ပေါ်လာတယ်ခမရပေးရမယ့်ကျန်းပြင်တန်ရှင်းရေးက9 point အပါဝင်ခမရအခုသုံးလို့ရမယ့်လက်ကျန်ငွေက41.8 point ဖြစ်ပါတယ်ရေပေးပါဆေးပေးပါသူ့ရဲ့အသက်ရှင်တနိုင်စွမ်းကလင်းမြန်စွာကျဆင်းနေပါပြီကျွန်တော်လှည့်လိုက်ပြီးနောက်ဖက်စင်ပေါ်ကနေရေတက်တပူကိုယူလိုက်တယ်ပြီးတော့ကောင်တာအောက်ကတောက်ခတ်ထားတဲ့တစ်တငယ်လေးတွေကနေအနီရောင်ဆေးတောက်တောက်ကိုထုတ်ယူလိုက်တယ်ရေက9 point ဒီဆေးကတော့ adrenaline အရေးပေါ်ကယ်ဆယ်ရေးဆေးတောက် system ထုတ်ကုန်ခမည်းကိုနောက်မိနစ်30အတွင်းနာကျင်မှုမခံစားရစေပဲတွေးတိတ်စေလိမ့်မယ်ဈေးနှုန်းက35 point ကျန်တဲ့1.8 point ကိုတော့ခွန်အားပြန်ဖြည့်ဖို့ဝက်ကူချောင်းတစ်ချောင်းဝယ်ဖို့အကြံပြုပါတယ်ပစ္စည်း3မျိုးစလုံးကိုကောင်တာပေါ်တင်လိုက်ရင်အနီရောင်စကင်နာတနက်ကိုကိုင်ကရွှေဆွဲကြိုးကိုချိန်ရွယ်လိုက်တယ်အနီရောင်အလင်းတန်းတစ်ချက်ဖြစ်ပြေးသွားတာနဲ့တပြိုင်နက်လေးလံတဲ့ရွှေဆွဲကြိုးကြီးကလေတူထဲမှာပျောက်ကွယ်သွားပြီးရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ငွေရှင်းဆက်ထဲကိုဝင်ရောက်သွားပါတယ်ငွေရှင်းဆက်မျက်နှာပြင်မှာအစိမ်းရောင်အမှန်ချစ်လေးပေါ်လာပြီးအယောင်ဝယ်အောင်မြင်ပါသည်လို့ပြသနေတယ်အဲ့ဒီလူကအံ့ဩနေဖို့အချိန်မရတော့ပဲဆေးတောင်ကိုကောက်ယူကပါဇက်ထဲပစ်ထည့်လိုက်ပြီးရေတန့်ဘူးကိုဖွင့်ကအငမ်းမရတောက်ချလိုက်တဲ့မျက်စိတမိတ်တွင်းမှာပဲသူ့ရဲ့ဖြူရော်နေတဲ့မျက်နှာမှာထူးဆန်းတဲ့တွေးရောင်တွေပြန်လဲလန်းဆန်းလာပြီးပြတ်ထွက်နေတဲ့လက်မောင်းကတွေးတွေလည်းတကယ်ပဲတိတ်သွားခဲ့တယ်သူကအသက်ကိုပြင်းပြင်းရှူရင်းဝက်ဦးချောင်းခုံကိုလောဘလက်ကြီးဆွဲဖြစ်လိုက်တယ်အဲ့ဒီလူကကျွန်တော်ကိုကြည့်တဲ့အကြည့်တွေပြောင်းလဲသွားတယ်မျောလင်းချက်မဲ့နေတဲ့အကြည့်ကနေလောဘနဲ့ကြောက်ရွံ့ယူသိမှုတွေဖြစ်လာတယ်ခင်ဗျာကဘာတူလဲခင်ဗျားကဘာကြီးလဲကျွန်တော်ကနှစ်ချက်ကိုပြန်တက်လိုက်ပြီးဖုံတုပ်ပေါ်ကိုကိုင်ကစောကသူညစ်ပတ်ထားခဲ့တဲ့ကောင်တာမျက်နှာပြင်ကိုဆက်တုပ်နေလိုက်တယ်ကျွန်တော်ကငွေရှင်းစာရေးလေးပါပဲကျွန်တော်ကအပြင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်စားတော့ချိန်ပြီးဆုံးသွားပါပြီကျေးဇူးပြုပြီးဆိုင်ထဲကထွက်သွားပေးပါနောက်ထပ်ဖောက်တည်လာတော့မယ်အဲ့ဒီလူကနောက်ကိုလှည့်ကြည့်လိုက်တော့မှန်တကားအပြင်ဘက်မှာလူစုကွဲသွားတဲ့ဇွန်ဘီအုပ်တွေပြန်လဲဆူယုံလာတာကိုအထိတ်တလန့်တွေ့လိုက်ရတယ်ဒီတစ်ချိန်မှာတော့ဇွန်ဘီအုပ်ရဲ့အနောက်ဘက်မှာတန်ပိုင်လုံးတွေဓာတ်ရှည်တွေကင်ဆောင်ထားတဲ့တက်ရှိလူတချို့မိန်ပြပေါ်လာပါတယ်သူတို့ရဲ့အကြည့်တွေကဇွန်ဘီတွေထက်တောင်ပိုပြီးကြမ်းကြုတ်နေပြီးမီးလင်းထိန်နေတဲ့ဒီစတိုးဆိုင်လေးကိုစိုက်ကြည့်နေကြတယ်
မိုးတိတ်သွားပေမဲ့လေတူးတွေကသွေးညီနှန်းကတော့ပိုပြီးပြင်းထန်လာပါတယ်လက်ပြက်နေတဲ့အဲ့ဒီလူရဲ့နာမည်ကဝမ်ချန်ပါသူကဆိုင်ထဲမှာမျက်နှာပြောင်းတိုက်ပြီးဆက်မနေရဲခဲ့ပါဘူးဒီနေရာကနိဗ္ဗာန်ဘုံတစ်ခုလိုလုံခြုံပေမဲ့ဒီလူငယ်ဆိုင်ရှင်ရဲ့အေးဆက်တဲ့အကြည့်တွေကနေဇွန်ဘီတွေထက်ပိုကြောက်စရာကောင်းတဲ့သတင်းစကားတစ်ခုကိုသူဖတ်မိလိုက်လို့ပါပဲစီကန်းကိုမလိုက်နိုင်ရင်အကျိုးဆက်ကအရန်ဆိုးရလိမ့်မယ်ဆိုတာပါပဲဝမ်ချန်စတိုးဆိုင်ထဲကနေမီတာ90တောင်မရောက်ခင်မှာပဲအမောင်တွေကနေထွက်လာတဲ့လူတချို့ကသူ့ကိုဖမ်းချုပ်လိုက်ကြတယ်ဒီကောင်လေးခုနကအထဲဝင်သွားပြီးအရှင်လက်လက်ပြန်ထွက်လာတယ်သူ့လက်ထဲမှာစားစရာတွေပါတယ်ငါတေချာမြင်လိုက်တယ်အဲ့ဒါဝက်ဦးချောင်းပဲအရင်မဲတချို့ကမိုးရသည့်ညချမ်းမှာအမဲလိုက်ခွေးတွေလိုတိုးတိတ်စွာဟိန်းဟောက်လိုက်ကြတယ်ဝမ်ချန်မှာခုခံဖို့အချိန်တောင်မရလိုက်ပဲတုံးနဲ့အရိုက်ခံလိုက်ရပြီးတတိလစ်သွားတယ်တခုလေးတင်မှဝဲလာတဲ့ရေတဝက်နဲ့စားလက်စာဝက်ဦးချောင်းတို့ဟာချက်ချင်းပဲအလူရက်ခံလိုက်ရပါတယ်ခေါင်းဆောင်ဖြစ်သူကတော့ကတုံးနဲ့ပါသူ့နာမည်ကဓာပြောင်ကြောက်ကြီးလို့ခေါ်ပြီးဒီအနီးတစ်ဝိုက်ကလူမိုက်ခေါင်းဆောင်ပါကဘာပြက်ကစတင်ပြီးနောက်မှာသူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အသက်လူထွက်ပြေးနေရသူတွေကိုလျင်မြန်စွာစူးစီးနိုင်ခဲ့သူပါဓာပြောင်အဲ့ဒီနေရာကဘာနေရာကြီးလဲအရင်ကမတွေ့ဘူးပါဘူးဓာပြောင်ကဝက်ဦးချောင်းအခုမှာကတ်နေတဲ့စီကျန်တွေကိုရှာနေလျက်ရင်မနီးမဝေးကမီးလင်းထိန်နေတဲ့စတိုးဆိုင်ကိုလောဘလာကြီးကြည့်လိုက်တယ်ဒီကောင်လေးခုနကပေးလိုက်တာရွှေဆွဲကြိုးပဲငါမြင်လိုက်တယ်ဒီဆိုင်ရှင်ကရွှေကိုလိုချင်တာရွှေဆိုတဲ့အရာကအခုချိန်မှာပတ်စံလို့သုံးလို့ရသေးတာလားစားစရာနဲ့လဲလို့ရရင်ပတ်စံပဲပေါ့ညီကိုတို့ငါနောက်ကလိုက်ခဲ့မှတ်ထားတော့ငါတို့က$0 shoppingအခမဲ့လူရဲ့ချင်းမှာဝါရင်တွေပဲဆိုင်ရှင်ကအခြေအနေကိုနားမလည်ရင်တက်ပစ်လိုက်သူကလေပင်းလေးတဲ့ဟန်အမှုရလုပ်ပြလိုက်တယ်လူမိုက်9ယောက်10ယောက်လောက်ကလက်နက်တွေကင်ပြီးစတိုးဆိုင်စီကိုဝင်လာကြတယ်ကျိုးဆိုပါတယ်ကျွန်တော်ကခေါင်းတောင်မမော့ပဲဘယ်တော့မှပြောင်းစင်အောင်တုတ်လို့မရနိုင်တော့မဲ့ပုံပေါက်နေတဲ့ဖုံတုတ်ပေါ်နဲ့ကောင်တာကိုဆက်တုပ်နေလိုက်တဲ့ဧည့်သည်တော်များဆိုင်ထဲဝင်ရင်တကားဝါကကော်စောမှာအရင်ဆုံးခြေထောက်တုပ်ပေးကြပါဓာပြောင်ကကုန်ပစ္စည်းစင်ကိုခြေထောက်နဲ့ကန်ချလိုက်တော့အာလူးကြော်ထုတ်တွေဝုန်းကနေပြုတ်ကျလာတယ်သူက lace အာလူးကြော်တစ်ထုပ်ကိုခြေထောက်နဲ့တင်းလိုက်တော့ကျွတ်ခနဲမြည်တမ်းထွက်လာတယ်မင်းအဖိုးကိုသွားတုပ်ခိုင်းလိုက်ဓာပြောင်ကသူ့ရဲ့ဓာရှိကြီးကိုကောင်တာပေါ်စောင့်ချလိုက်တော့ပြင်းထန်တဲ့အင်အားကြောင့်ငွေရှင်းဆက်တောင်တုံခါသွားတယ်စားစရာတွေအကုန်လုံးငါ့ကိုထုတ်ပေးစမ်းကျွန်တော်လှုပ်လက်စအလုပ်ကိုရက်လိုက်ပြီးခေါင်းကိုဖြည်းဖြည်းချင်းပေါ်လာတယ်တင်နေတဲ့ငါးတကောင်လိုမျက်လုံးမျိုးနဲ့ဓာပြောင်ကိုတင်းငိမ့်စွာကြည့်လိုက်တယ်စကားပြောတတ်တဲ့အလောင်းကောင်တစ်လောင်းကိုကြည့်နေတယ်လို့မျိုးပါပဲဆိုင်တွင်ကုန်ပစ္စည်းပျက်စီးမှုကိုကျွန်တော်အရသာအာလူးကျော်တထုပ်ဈေးနှုန်း15 point ကောင်တာချစ်ရာပြုပြင်ခ50 point ဆိုင်ဝန်တန်းကိုဆဲဆိုမှုစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာကြီး100 point ကျွန်တော်အတန်ကလှိုင်းပုတ်တန်နည်းနည်းလေးမှမရှိပဲတည်ငြိမ်နေပြီးအလုပ်သဘောဆန်တဲ့ယဉ်ကျေးမှုလေးတောင်ပါနေပါသေးတယ်စုစုပေါင်း165 point ကျတင်ပါတယ်ကတ်နဲ့ရှင်းမလားငွေသားနဲ့ရှင်းမလားခင်ဗျာအိုး sorry အခုလောလောဆယ်ရွှေပဲလက်ခံပါတယ်တဆိုင်လုံးတစ်စက္ကန့်လောက်တိတ်ဆိတ်သွားပြီးနောက်မှာယူသွတ်စွာရေမောတန်တွေထွက်ပေါ်လာတယ်ဒီကောင်လေးအုံနောက်ပြက်နေတာလားစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာကြီးတောင်တောင်းနေသေးတယ်ငါအခုပဲမင်းကိုစိတ်ကစင်းကလေးဖြစ်အောင်လုပ်ပေးမယ်ငါလက်ထဲကအရာကအကျွေးဝက်ကမဟုတ်ဘူးဆိုတာတေချာကြည့်ထားမင်းကိုဇွန်ဘီစာကျွေးဖို့တုံးတစ်ပိုင်းပြစ်မယ်ဆိုတာမယုံဘူးလားကျွန်တော်အင်ဂျီကော်လာကိုဆွဲကင်ခံလိုက်ရပြီးခြေဖျားတွေတောင်မြေကြီးနဲ့လွတ်သွားတယ်ဒါပေမဲ့မျက်နှာပေါ်ကအမူအရာကတော့နည်းနည်းလေးမှပြောင်းလဲမသွားပါဘူးကျွန်တော်ကတက်ပြင်းတက်တက်လေးချလိုက်ပြီးလေဟာပြင်းထဲကနေရာတစ်ခုကိုအကြည့်ရွှေ့လိုက်တယ်စနစ်3ပေချက်အဆင့်တစည်းကမ်းဖောက်ဖျက်မှုအစပြုပါပြီးဆိုင်ဝန်တန်းပေါ်အကြမ်းဖက်ချင်းချောက်မှုပြုလုပ်ခြင်း3ပေချက်ဆိုင်တွင်အကြမ်းဖက်မှုဖြစ်ပွားကြောင်းထောက်လှမ်းတွေ့ရှိရသဖြင့်အဆင့်တစည်းကမ်းဖောက်ဖျက်မှုအဖြစ်သတ်မှတ်သည်အကောင့်ထဲပေါ်မိအစီအစဉ်ရုပ်ပိုင်းဆိုင်ရာဖယ်ရှားရှင်းလင်းခြင်းဓာပြောင်ကြောင်အန်းဖြစ်သွားတဲ့ဘာရီလာပြီးနှက်ပူးနေတာလဲစကားတော်မဆုံးသေးဘူးစတိုးဆိုင်မျက်နှာချက်ပေါ်ကတာမန်မီဆိုင်လို့ထင်ရတဲ့အရာကရုတ်တရက်လှည့်ပတ်သွားပြီးအနက်ရောင်တနက်ပြောင်းဝတစ်ခုပေါ်လာတယ်မဟုတ်ဘူးအဲ့ဒါတနက်ပြောင်းဝမဟုတ်ဘူးအသေးစားတာပိုင်းရင်ချင်းတစ်ခုနဲ့ပို့တူတယ်ကြောက်မက်ဖွယ်ကောင်းတဲ့မျက်မြင်မရဆွဲငင်အားတစ်ခုကရုတ်တရက်ကျဆင်းလာတယ်သူဒူးနှစ်ဖက်နဲ့မြေကြီးပေါ်ကိုအပြင်းထန်ဒူးထောက်ကျသွားပြီးဒူးကောင်းရိုးတွေကျိုးကျသွားတဲ့အတန်ကျွတ်ခနဲ့ထွက်လာတယ်ဆူရှာတဲ့အော်ဟစ်တန်ကြီးကညကောင်းကင်ရံကိုထိုးခွဲသွားတယ်ဓာပြောင်တယောက်တည်းတည်းမဟုတ်ဘူးသူနဲ့အတူပါလာတဲ့လူမိုက်9ယောက်10ယောက်စလုံးလည်းမျက်စိတမိတ်တွင်းမှာပဲဒီကြောက်စရာကောင်းတဲ့ဆွဲငင်အားဖိအားကြောင့်မြေကြီးပေါ်ပြပြဝတ်သွားကြတယ်မျက်နှာတွေကကြွေပြားနဲ့ကပ်နေပြီးလက်ချောင်းလေးတစ်ချအောင်းအောင်လှုပ်လို့မရတော့ဘူးသူတို့ရဲ့ကိုတွင်းအင်္ဂါတွေအကုန်လုံးညှစ်ထုတ်ခံရတော့မလို့ခံစားနေရပြီးလက်ထဲကလက်နက်တွေဆိုရင်လည်းဖိအားကြောင့်ပုံပြက်ပန်းပြက်ဖြစ်ကုန်ပြီကောင်တာနောက်မှာရက်နေတဲ့ကျွန်တော်ကတော့ဘာတက်ရောက်မှုမှမရှိပါဘူးကျွန်တော်ကဆွဲကင်ခံထားရတဲ့အင်ဂျီကော်လာကိုတက်ရက်အောင်ပြန်လှုပ်လိုက်ပြီးအနီရောင်စကင်နာတနက်ကိုကင်ကကောင်းတာကိုပတ်ပြီးမြေကြီးပေါ်တူးထောက်နေတဲ့ဓာပြောင်ရှိကိုရှောက်သွားလိုက်တယ်ဒီဆိုင်မှာအကျန်းဖက်တာကိုတားမြစ်ထားတယ်လို့ငါပြောတာပဲကျွန်တော်စောင့်ကြောက်ထိုင်ချလိုက်တော့စကင်နာတနက်ရဲ့အနီရောင်လင်းတန်းကကြောက်လက်တကြားဖြစ်နေတဲ့ဓာပြောင်ရဲ့မျက်နှာပေါ်ကိုကြားရောက်သွားတယ်ကဘာပြက်ကစတိုးဆိုင်စီမံခန့်ခွဲမှုစီမင်းအမှတ်3အရာလူရဲ့ရန်စူးစမ်းသူများထံမှတံမိုးကြီးပစ္စည်းအလုံးကိုရော်ကြီးအဖြစ်တင်စီမိဖြစ်ပြီး blacklist အမည်ပြည့်စည်ရင်တို့တွင်းကဆိုင်တွင်းတို့ဝင်ရောက်ခွင့်ကိုတသက်တာပိတ်ပင်မိဖြစ်သည်ကျွန်တော်လက်ဆက်ထုတ်ပြီးဓာပြောင်ရဲ့အိတ်ကက်ထဲကိုနှိုက်လိုက်တယ်ရွှေလက်စွပ်တကွင်းနဲ့ရွှေသွားနှစ်ချောင်းပါဇက်ထဲကနေဓာတ်ရိုက်ခောက်ချုပ်ယူလိုက်တာပါစနစ်ကပြန်လဲအသုံးပြုနိုင်သောရွှေဖြစ်သတ်မှတ်သည်ပြီးတော့နာမည်ကြီးနိုင်တစ်လုံးရွှေလက်စွပ်4 grand ရွှေသွား8 grand အညစ်အကြေးပါဝင် Rolex နိုင် sorry ပဲရွှေမပါတဲ့အတွက်စနစ်ကလက်မခံဘူးကျွန်တော်ကအဲ့ဒီတံမိုးကြီး Rolex နိုင်ကိုရွှေရှာစွာနဲ့မြေကြီးပေါ်လွှင့်ပစ်လိုက်ပြီးရွှေကိုသာယူလိုက်တယ်ခုနကရော်ကြီး165 point ကိုနှုတ်လိုက်ရင်မင်းကဒီဆိုင်ကို30 point အကျွေးတင်နေသေးတယ်ဒါပေမဲ့မင်းရဲ့သွားနှစ်ချောင်းကိုလှူဒန်းခဲ့တဲ့အတွက်ဒီတစ်ချိန်တော့ရှော့ပေးလိုက်ပါမယ်
ကျွန်တော်မတက်ရက်လိုက်ပြီးမျက်နှာချက်ကိုကြည့်ကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အဲ့ဒီကြောက်မက်ဖွယ်ကောင်းတဲ့ဆွဲငင်အားကရုတ်တရက်တွန်းကန်အားအဖြစ်ပြောင်းလဲသွားပြီးအမြောက်ဆန်တွေပြစ်လွတ်လိုက်တဲ့လူမျိုးဓားပြောင်တဲ့သူ့ရဲ့တပိတ်တိုက်ဟာမျက်မြင်မရတဲ့အင်အားတစ်ခုရဲ့လွတ်ပစ်မှုကြောင့်စတိုးဆိုင်တကားအပြင်ဘက်ကိုလွင့်စင်သွားကြတယ်မိုးရွာပြီးစာရှုံးပွဲထားနေတဲ့လမ်းမပေါ်ကိုအပြင်းထန်ကျသွားကြတယ်စတိုးဆိုင်ရဲ့မှန်တကားကဖြင်းချင်းစွာပိတ်သွားပြီးအပြင်ဘက်ကစူမြန်တန်တွေကိုထပ်မံပိတ်ဆို့လိုက်ပါတယ်ကျွန်တော်ကောင်တာစီပြန်လျှောက်သွားပြီးမြေကြီးပေါ်ကကျင်းမွားနေတဲ့အာလူးကြော်တွေကိုကြည့်ကတက်ပြင်းချရင်တမျက်စီယူပြီးစတင်လဲကျင်းလိုက်တယ်တကယ်ပါပဲအစားအသောက်တွေကိုဖြုံးတီးတာရှက်စရာကောင်းလိုက်တာအပြင်ဘက်မှာတော့ခြေထောက်ကျိုးသွားတဲ့ဓာတ်ပြောင်ဟာရှုပ်ရည်တွေထဲမှာနာကျင်စွာညှိတွားနေတဲ့ပတ်ဝန်းကျင်အမောင်ထုထဲမှာတော့အစိမ်းရောင်မျက်လုံးပေါင်းများစွာလင်းလက်လာကြတဲ့ခုနကအော်ဟစ်တန်တွေနဲ့တွေးနှံတွေကရက်ွက်တဝက်လောက်ကဇွန်ဘီတွေကိုဆွဲဆောင်သွားခဲ့ပြီလေနောက်တနေ့မနက်ခင်းမှာတော့လမ်းမရဲ့အဝေးတနေရာကအယိုးစုတာကျန်တော့တဲ့အလောင်းအချို့ကမင်းညကယူသွမှုတွေကိုတက်တည်ပြနေပါတယ်ကျွန်တော်ကကောင်တာနောက်ကထိုင်ကုန်မြင့်ပေါ်မှာထိုင်ရင်းလက်ထဲကစကင်နာတနက်ကိုစုပ်ကန်ကစနစ်ဖန်ပေါ်ကဒေတာတွေကိုကြည့်နေလိုက်တယ်လက်ရှိဆိုင်အဆင့်စုဆောင်းရရှိထားသောစီးမြင့် point ရွှေ58 point အဆင့်တိုးရန်လိုအပ်ချက်1000 point 58 point ပဲရှိသေးတာလားဒီအသက်ရှင်ကျန်ရသူတွေကမတုံ့ကြဘူးပဲဘာပစ္စည်းမှလည်းစုဆောင်းမထားကြဘူးအဲ့ဒီအချိန်မှာပဲစတိုးဆိုင်တကားပြန်ပွင့်လာတယ်ဒီတစ်ချိန်ဝင်လာတာကအထက်တန်းကျောင်းဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ပါကုန်ပစ္စည်းစင်ပေါ်ကမျိုးစုံလင်လာတဲ့ပစ္စည်းတွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့တတိထားနေတဲ့အမူအရာကနေမယုံနိုင်တော့အောင်ကြောင်အန်းဖြစ်သွားတယ်သူမနာမည်ကစုကြိုက်စူစေပါမူလကအားကစားထူးချွန်ကျောင်းသူတစ်ယောက်ဖြစ်ပြီးကဘာပြက်ကစတင်ချိန်မှာကျောင်းမှာရှိနေခဲ့တာပါစုကြိုက်ကကောင်တာရှိကိုတတိထားပြီးရှောက်လာကတောင်တက်ကျော်ဘိုးအိတ်ကိုမြေကြီးပေါ်ချလိုက်တယ်လမ်းထောင်မှာလက်ပြက်နေတဲ့ဦးလေးကြီးတစ်ယောက်တေတော့မလို့ဖြစ်နေတယ်သူမတေခင်မှာဒီနေရာကိုကျမကိုပြောပြသွားတာစုကြိုက်ကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးတောင်တက်အိတ်ရဲ့စစ်ကိုဆွဲဖွင့်လိုက်တယ်ရွှေရောင်တောက်ကနေတဲ့အလင်းတန်းတွေကကျွန်တော်ရဲ့တင်နေတဲ့ငါးမျက်လုံးတွေကိုချက်ချင်းပဲလင်းလက်သွားစေတယ်အဲ့ဒီတောင်တက်အိတ်ထဲမှာအမျိုးအစားစုံနေလာတဲ့ရွှေတဲ့ပစ္စည်းတွေပြည့်ပါပဲရွှေလက်ကောက်တွေရွှေဆွဲကြိုးတွေရွှေနာကတ်တွေနောက်ပြီးလေးလံတဲ့ရွှေတုံးငယ်လေးတွေတောင်ပါသေးတယ်စုကြိုက်ကအာနာနာနဲ့စပင်းကိုကုတ်လိုက်တယ်ကျမကျောင်းသားကရွှေဆိုင်ကမှန်တွေကိုခွဲပြီးယူလာတာဒီပစ္စည်းတွေကနောက်တစ်ချိန်ကျအသုံးဝင်မယ်ထင်လို့အမြဲလွှဲထားတာလေကျွန်တော်မျက်လုံးတွေချက်ချင်းအယောင်လက်သွားတယ်အဲ့ဒါကအရင်ရှင်တယောက်ကသူထေးလောင်းလေးမဟုတ်ဘူးအရေးသွေးမြင့်ဖောက်တင်ကိုတွေးလိုက်ရတဲ့အကြည့်မျိုးပါကျွန်တော်က electronic ချိန်ခွင်ကိုအမြန်ထုတ်လိုက်တဲ့အကုန်လုံးဝယ်မယ်ကျွန်တော်အတန်ကနည်းနည်းတော့နူးညံ့သွားတယ်ကျမစားစရာလေးနည်းနည်းနဲ့လဲချင်လို့ပါပြီးတော့လက်နက်မျိုးရောရှိလားဟင်အခုကျမကင်ထားတဲ့ပစိန်ကဓာတ်သွားတွေလိမ့်နေပြီကျွန်တော်ကယူသွစွာအလေးချိန်ချင်းရင်စကင်ဖက်ရင်ငွေရှင်းစစ်စီကနေစက်တိုက်ထွက်ပေါ်နေတဲ့တာယာတဲ့တီအတန်လေးတွေကိုနားထောင်နေလိုက်တဲ့တစ်ချိန်တည်းမှာပဲစနစ်ကအခုလေးတင်ဖွင့်ပေးလိုက်တဲ့အထူးပစ္စည်းခန္ဓာကိုခေါင်းထဲမှာအမြန်ရှာဖွေကြည့်လိုက်တယ်စုစုပေါင်းရွှေ3500ဂရမ်ဝင်ဆောင်ခနှုတ်ပြီးတဲ့နောက်မင်းမှာအခု3150ပွိုင်းရှိသွားပြီးကျွန်တော်ကအံ့ဩစရာကောင်းတဲ့ကဏ္ဍတစ်ခုကိုထုတ်ပြောလိုက်တယ်ဂုံယူပါတယ်မင်းကဒီဆိုင်ရဲ့လက်ရှိဖောက်တည်ဖြစ်သွားပါပြီအဲ့ဒါဆိုခောက်ဆွဲ6ဘယ်လောက်တောင်ဝယ်လို့ရမလဲဟင်ခောက်ဆွဲ6မင်းရဲ့ချမ်းသာကြွယ်ဝမှုကိုအထင်မသေးပါနဲ့ကျွန်တော်ကလှုပ်ဝက်ဆန်းကျင်စွာပြုံးလိုက်ပြီးဆိုင်ရဲ့အနက်ဆိုင်ဆုံးနေရာကစင်တစ်ခုစီကိုလှည့်ထွက်သွားလိုက်တယ်ဒီစင်ကဒီနေ့မနက်မှပေါ်လာတာဖြစ်ပြီးအပေါ်မှာခက်ဖြော့ဖြော့အနက်ရောင်မြူကိုးတွေဖုံးလွှမ်းနေတယ်ကျွန်တော်ကအနက်ရောင်မြူကိုးတွေတဲကိုလက်နိုင်ပြီးအနက်ရောင်တက်တာရှိတစ်ခုကိုထုတ်ယူကကောင်းတာပေါ်တင်လိုက်တယ်အဆင့်ပစ္စည်းအတန်တိတ်တယ်အိုးကျွန်တော်တက်တာကိုဖွင့်လိုက်တော့အထဲမှာတာမန်ပုံစံပေါက်နေတဲ့ဒဲအိုးတစ်လုံး Hotel Lane Style ရှိနေတယ်ဈေးနှုန်းက900 point စုကြိုက်မျက်နှာကကြောင်စီစီဖြစ်သွားတယ်တေချာနားထောင်တော့ကျွန်တော်ကဒဲအိုးကိုကင်ပြီးကောင်တာကိုခက်ဆက်ဆက်လေးခောက်ပြလိုက်တယ်ဘာတမ်းမှထွက်မလာပဲတုံးတီတီတုံခါမှုလောက်ပဲရှိတယ်ဒီဒဲအိုးရဲ့အထူးစွမ်းရည်ကလုံးဝအတန်တိတ်တာပဲမင်းဒါနဲ့ဘာကိုပဲခောက်ဇွန်ဘီရဲ့ဦးကောင်းခုံကိုခွဲချလိုက်တာပဲဖြစ်ဖြစ်ခေါင်းလောင်းကြီးတစ်ခုကိုထုလိုက်တာပဲဖြစ်ဖြစ်ဘလောက်မှအတန်ထွက်လာမှာမဟုတ်ဘူးအတန်ကြားတာနဲ့အာယုံခံနိုင်တဲ့ဇွန်ဘီတွေအပြည့်ရှိနေတဲ့ကဘာပြက်ကတ်ထဲမှာဒါကဘာကိုဆိုလို့တလဲမင်းသိလားစုကြိုက်ရဲ့မျက်လုံးတွေပြူးကျသွားတယ်ဒါဟာလောက်ကျန်တက်ဖြတ်ခြင်းပဲဇွန်ဘီအုပ်ကြီးထဲမှာအတန်တိတ်တက်ဖြတ်နိုင်တယ်ဆိုတဲ့သဘောပဲလေပြီးတော့ဒါလေးကျွန်တော်ကရေမွေးပလင်းနဲ့တူတဲ့အရာတစ်ခုကိုထပ်ထုတ်ပြလိုက်တယ်အထက်ကအရည်တွေကဆက်ဆုပ်စရာကောင်းတဲ့အစိမ်းရင်ရောင်ဖြစ်နေတယ်အဆင့်ပစ္စည်းဇွန်ဘီအယောင်ဆောင်ဖြန်းစေးဈေးနှုန်း800ပွိုင်တာကိုကိုပေါ်ဖြန်းလိုက်ရင်မင်းစီကနေထိတ်တန်းဇွန်ဘီဘရင်တကောင်ရဲ့အပုံနှံတွေထွက်လာလိမ့်မယ်တာမန်ဇွန်ဘီတွေအနံ့ခံပြီးရင်မင်းကိုသူတို့ရဲ့အဖေရင်းလိုတောင်ကိုးကွယ်ကြလိမ့်မယ်အာနိတင်ကမိနစ်30ခန့်နဲ့ဘေးထွက်ဆိုးကျိုးကတော့အဲ့ဒီအနံ့ကိုမင်းကိုယ်တိုင်လည်းရနေမှာဖြစ်ပြီး3ရက်လောက်ရေချိုးရင်တော့အနံ့ပြောက်မှာမဟုတ်ဘူးဒီအရာတွေကတာမန်ပစ္စည်းတွေမဟုတ်တော့ဘူးစူပါပါဝါတွေဖြစ်နေပြီလေတခြားဘာလို့သေးလဲကျွန်တော်တို့ဆိုင်မှာအတိတ်ရောက်ထားတဲ့ဘယ်တော့မှမပေါက်ပြဲနိုင်တဲ့နိုင်လုံးချီအိတ်ဖန်နီယိုစ်လည်းရှိတယ်ကာကွယ်နိုင်စွမ်းကကြီးကအင်ဂျီလောက်ကောင်းတယ်။အိုးအဲ့ဒါတော့မလိုပါဘူးကျမကိုကိုကာကိုလာတစ်ဖာလောက်ပေးပါအေးတာလေးနော်။ဒီလုပ်ငန်းကြီးအယောင်းဝယ်ဖြစ်တော့မဲ့အချိန်မှာပဲစတိုးဆိုင်အပြင်ဘက်ကနေရုတ်တရက်ကျဲလောင်တဲ့အင်ဂျင်တန်ကြီးထွက်ပေါ်လာတယ်တာမန်ကားမဟုတ်ဘူးတန်ချက်ကားကြီးကျွန်တော်ပတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့တံမဏိပြားတွေစုချွန်တွေနဲ့အထူးပြုပြင်ထားတဲ့လမ်းကျန်း3ကားကြီးတစ်စီးကမိုးရေတွေကိုထိုးခွဲပြီးဟိန်းဟောက်မောင်းနေလာကစတိုးဆိုင်ရှိမှာ break အုပ်ပြီးရက်တန့်သွားတယ်ကားပွင့်လာပြီးနောက်စစ်သုံးအင်ဂျီဝစ်စင်ကနေကာမျက်မှန်တက်ထားတဲ့အမျိုးသားတစ်ယောက်ဆင်းလာတယ်သူကတော့ဒီနယ်မြေမှာအကြီးဆုံးဖြစ်တဲ့အသက်ရှင်ကျန်ရစ်သူများစခန်းရဲ့ခေါင်းဆောင်ချန်ရန်ဂျန်နီယန်နာပါပဲသူကနေကာမျက်မှန်ကိုချွတ်လိုက်ပြီးစတိုးဆိုင်ဆိုင်ဘုတ်ကိုကြည့်ကနှက်ခမ်းတောင်းကနေလောင်ပြုံးတစ်ခုပြုံးလိုက်တယ်စိတ်ဝင်စားစရာပဲဒီလိုနေရာမျိုးမှာဆိုင်လာဖွင့်ထားတယ်ပေါ့
ချန်ရန်ကတကားပေါက်စီကိုခြေလန်းကျဲကြီးတွေနဲ့ရှောက်လာပြီးအယောင်းဝယ်လုံနေတဲ့စူးကြိုက်ကြိုက်ကိုတွေ့သွားတယ်။ကောင်မလေးမင်းရဲ့ရွှေတွေနဲ့အဲ့ဒီတဲ့အိုးကိုထားခဲ့ပြီးမင်းထွက်သွားလို့ရပြီ။